Chic Beauty Hydra Collagen Moisture Biopeptide Ngak Serum တင်းရဲ့အသားရည်ထိမ့်သိမ့်တဲ့နီလန်းကိုပိုပြီးအားကောင်းလာစေဖို့ Hydra Collagen Moisture နဲ့ Biopeptide Ngak Serum တို့ပေါင်းစပ်လိုက်တဲ့အခါ Hydra Collagen Moisture ကအသားရည်ကိုစိုးပြေစေပြီးနူးညံ့ချောမွေ့စေကတင်းရင်းမှုကိုအားဖြည့်ပေးပါတယ်။ Biopeptide Ngak Serum မှာပါဝင်တဲ့ peptides ၅ မျိုးကအသားရည်ရဲ့ elasticity ကိုမြင့်တင်ပေးပြီးအရေးအကြောင်းတွေကိုလျော့ပါးစေကနုပြိုတဲ့အသွင်ကိုပေးပါတယ်။ဒီနှစ်မျိုးကိုတွဲသုံးခြင်းဖြင့်အသားရည်တွင်းပိုင်းအထိစိုးပြေမှုကိုရရှိမယ်။အသားရည်တင်းရင်းပြီးနူးညံ့လာမယ်။အရေးအကြောင်းတွေတိတိတတ်တာလျော့နေသွားမယ်။အသားရည်ပုံမူကြည်လင်ဝင်းပတ်လာမယ်။နုပြိုစိုးပြေတဲ့အသားရည်ကိုပိုင်ဆိုင်ဖို့အတွက်အခုပဲစမ်းသုံးကြည့်လိုက်ပါ။မှာယူလိုပါက Messenger သို့မဟုတ် Commit မှာဆက်သွယ်နိုင်ပါတယ်။